Hello မြန်မာခင်ဗျာဒီကကျတော့ကျွန်တော်တို့ GB3 Honda Fresh 2012ဒီကောင် fruit grade လို့တော့ပြောတယ် fruit grade ပဲဒီမှာနည်းနည်းလေးရေဝင်တာရှိမယ်ကျွန်တော်တို့ဒီဘက်မီးကွက်ကမရအောင်နော်မီးကွက်မရဘူးဒီမီးရဒီဘက်ပဲရမီးရတော့အဲ့ဘက်ပဲရတယ်ကျွန်တော်တို့အဲ့ဆိုရင်အထဲထဲနည်းနည်းဝင်ကြည့်မယ် Okay အဲ့ဆိုရင်ဒီမှာ၄ချက်ကျွန်တော်တို့မှာ slide ရ2ချက်ရှိမယ်နော် slide 2ချက်ရှိမယ်အခုနောက်က3တန်းရှိမယ်ဟုတ်ကဲ့Okay, ကီလိုများမယ်နော်ကီလိုက3သိန်းကျော်ရှိမယ်ကီလို3သိန်းကျော်ရှိမယ် TV ရယ်ဒီမှာရှိမယ်ကီလို3သိန်းကျော်ရှိမယ်ကျွန်တော်ခါ TV ပါမယ်နော်ခါ TV ပါမယ်ဟုတ်ကဲ့ဒီမှာကျတော့ကျွန်တော်တို့ဒီရောက်စာ CI Volon ကတော့နှစ်ဖက်ပါမယ်ပြီးတော့ကျွန်တော်တို့ဒီကောင်က smart key လေးဖြစ်မယ်နော်ဒီကောင် smart key လေးနဲ့ဖြတ်သွားလိမ့်မယ်ခင်ဗျဟိုလေးတော့ဖြတ်သွားလိမ့်မယ်ကျွန်တော်နောက်ဟာလေးပြရင်မယ်နော်ဟုတ်ကဲ့ပါခင်ဗျနော်ဒီကကျွန်တော်တို့နောက်ဖက်တီးပါနော်ခုံလေးရတော့တင်းနေရင်လေးပါပဲခုံလေးရတော့တင်းနေရင်လေးပါရိုက်တော့ဖြစ်ပါဘူးကျွန်တော်ဒီမှာပါရှိပါမယ်ဟုတ်ကဲ့ပါခင်ဗျအဲ့ဆိုကျွန်တော်တို့နောက်ဖက်လေးနည်းနည်းကြည့်မယ်နော်နောက်ဖက်လေးနည်းနည်းကြည့်မယ်ဟောတော့ free high range ကနည်းနည်းကြည့်အဲ့ဆိုကျွန်တော်ဒီကလေးနည်းနည်းလေးအဖုံးလေးလှန်ကြည့်မယ် Okay ဟုတ်ကဲ့ခင်ဗျနော်အခုဒီကလေးနည်းနည်းလှန်ကြည့်တာပါနောက်ပိုင်းလေးပြပေးတာပါ Okay အဲ့ဆိုရင်ကျွန်တော်ပြန်ပိတ်ပြန်နော်ဟုတ်ကဲ့ပါခင်ဗျဒီကောင်ကျတော့ကျွန်တော်တို့ Honda Fresh ပါနော် Honda Fresh ပါကျွန်တော်တို့နည်းနည်းလုံးချက်လေးကတော့အရှိမီးသီးလေးလုံးချက်လေးရှိမယ်နော်ဟုတ်ကဲ့ပါအရှိပေးလို့ကျေးဇူးတင်ပါတယ်